စက်ယုံကနေတဲဆောင်မသွားခင်မှာလေစွမ်းအားသုံးတာဘိုင်နဲ့တချောင်းစီကဒီလိုမျိုးပြင်းထန်တဲ့အဆက်မပြတ်စမ်းသပ်မှုကိုခံယူရပါတယ်ဒီစမ်းသပ်မှုရဲ့ရည်ရွယ်ချက်ကတော့တာဘိုင်နဲ့ရဲ့ခိုင်ခန့်မှုကပတ်ဝန်းကျင်မျိုးရဲ့ရှုပ်ထွေးတဲ့အခြေအနေတွေမှာစိတ်ချလက်ချလဲပတ်နိုင်ဖို့လုံလောက်ရဲ့လားဆိုတာကိုစစ်ဆေးဖို့အတွက်ဖြစ်ပါတယ်နှစ်ပေါင်း10ချီကြာအသုံးပြုရမယ့်တာဘိုင်နဲ့တွေကိုစမ်းသပ်မှုအတွင်းမှာအင်ဂျင်နီယာတွေကတာဘိုင်တန်မှာချိန်ခွင်ရှာတက်ဆင်ပြီးချိန်နှုန်းတုံခါမှုကိရိယာကိုသုံးကာတာဘိုင်နဲ့ရဲ့တဘာဝချိန်နှုန်းအတိုင်းစီးချက်ညီညီတုံခါစေပါတယ်ဒီလိုနည်းနဲ့အားသေးသေးလေးသုံးယုံနဲ့တာဘိုင်တန်ကြီးကိုကွေးညွတ်စေပြီးလွှဲခတ်နိုင်တဲ့အတိုင်းအတာအထိလှုပ်ရှားစေနိုင်တာပဲဖြစ်ပါတယ်ချိန်ခွင်ရှာနဲ့တွန်းကန်အားဥတီယာကိုညှိယူရင်းနဲ့တကယ်လက်တွေ့အခြေအနေတွေမှာတာဘိုင်တန်ရဲ့အပေါ်အောက်ရှေ့နောက်လှုပ်ရှားမှုတွေကြောင့်ဖြစ်လာနိုင်တဲ့ပျက်စီးမှုကိုဒီဖြစ်စဉ်ကနေပြသနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့လေစွမ်းအားသုံးတာဘိုင်တွေကိုတောရှင်းတဲ့နေရာတွေမှာတက်ဆင်လေးရှိပြီးသူတို့ရဲ့တာဘိုင်နံတွေကပြန်လဲတက်ဆင်ဖို့ခက်ခဲလွန်းလို့ပဲဖြစ်ပါတယ်လဲပတ်နေတဲ့အချိန်တွင်းမှာတာဘိုင်နံတွေကျိုးပဲ့သွားရင်ပြုပြင်ထိန်းသိမ်းရေးကအရန်ကိုခက်ခဲပြီးကုန်ကျစရိတ်ကလည်းအရန်ကိုကြီးမားလုံးပါတယ်ဒါကြောင့်မို့လို့ပို့ဆောင်မှုမပြုခင်တာဘိုင်နံတွေကိုတေချာစမ်းသပ်ခြင်းကအရန်အရေးကြီးတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်